ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေများကိုမြောက်ပေးခြင်းနဲ့ဓမ္မလက်ဆောင်ဓမ္မပုဒ်တကဘာလဲဆိုလို့ရှိရင်ချစ်မာလားနှစ်မာလားဆိုတဲ့ခေါင်းစဉ်နဲ့ဒီကနေ့ဓမ္မမိတ်ဆွေများကိုဓမ္မလက်ဆောင်ဓမ္မပုဒ်အဖြစ်မြောက်ပေးပါမယ်အတ္တတမန်ပိမန်နတ္တိလူဆိုတာကိုအချစ်ဆုံးပဲဒီစကားလုံးလေးကြားတဲ့အခါမှာကိုတေချာစဉ်းစားကြည့်တယ်လူတိုင်းကိုတကယ်ချစ်ကြလားလို့စဉ်းစားကြည့်တဲ့အခါတကယ်မချစ်တာကိုတွေ့ရပါတယ်။ဘာလဲဆိုလို့ရှိရင်စိလိတော့ချင်းသည်ကျမ်းမာရေးကိုထိခိုက်နိုင်ပါသည်ဆိုပြီးတော့ရေးထားပေမဲ့လို့စိလိဘူးကိုလက်ကမချပဲနဲ့အမြဲတမ်းတောက်နေတဲ့သူရှိပါတယ်။ရက်တောက်လို့ရှိရင်အသေးစကားကြမယ်။ဒါအသက်တူမယ်ယောဂများမယ်ဆိုတာလူတိုင်းသိပေမဲ့လို့အရက်ကိုအမြဲတမ်းတောက်နေတဲ့သူရှိတယ်။မနက်မိုးလင်းတာနဲ့အရက်နဲ့ပလုတ်ချင်းပြီးအရက်နဲ့မျက်နှာတစ်တဲ့သူတောင်ရှိပါတယ်။ဒါဘာကြောင့်လဲလို့မေးလို့ရှိရင်ကိုမချစ်လို့ပါပဲကိုတကယ်ချစ်တယ်ဆိုရင်ဒီအရာတွေကိုရှောင်ကျဉ်ရမှာပါလူတိုင်းကအလောင်းကစားလုပ်လို့ရှိရင်စီဝါးရေးတွေပြက်မယ်ဘဝပြက်မယ်ဆိုတာသိပါတယ်အသိရတာနဲ့ဘာကြောင့်လောက်တာလဲဆိုရင်ကိုမချစ်လို့ပါနော်လောင်းကစားဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွဲကိန်းနေဆိုရင်အရန်ကိုခစ်စားနေပါတယ်လူတိုင်းစော့ကြပါတယ်ဒါစော့ရင်မကောင်းဘူးဆိုတာလူတိုင်းသိတယ်သိရတာနဲ့ကိုစော့နေတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်ကိုမချစ်လို့ပါကိုမချစ်လို့ဒါကိုနှစ်နေကြတယ်တူပါတယ်ရည်သားတောင်းစားတယ်အလောင်းကစားတွေလုပ်တယ်နော်ကျမကြီးနဲ့မကိုက်ညီတဲ့ຢာတွေအကုန်လုံးလုပ်နေတယ်ဆိုရင်ဒါဟာကိုချစ်နေတာမဟုတ်ပါဘူးကိုနှစ်နေတာပါမြတ်စွာဘုရားရှင်ကိုယ်တော်ကြီးကတော့ပြောထားတယ်ကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်စောင့်ရှောက်ပါတဲ့ကိုစောင့်ရှောက်ရမယ်ကိုကျမ်းမာရေးမကောင်းဘူးလားကျမ်းမာရေးကောင်းအောင်ကျမ်းမာရေးကောင်းမဲ့နည်းလမ်းတွေအသိပညာပေးတွေကိုနားထောင်မယ်စနစ်တကျလိုက်စားမယ်ဆိုရင်ဒါကိုကျမ်းမာရေးကောင်းလာမှာပေါ့ကိုကပညာရေးမကောင်းဘူးဆိုရင်ပညာရေးနဲ့ပတ်သက်တဲ့အသိပညာပုဒ်တွေလိုက်စားမယ်ဆိုရင်ပညာရေးဟာထက်သလောက်ကောင်းလာနိုင်ပါတယ်။ကိုကစီးပွားရေးမကောင်းဘူးဆိုရင်စီးပွားရေးနဲ့ပတ်သက်တဲ့ပညာတွေဘုသူတာတွေသူများတွေကိုမေးမယ်လေ့လာမယ်လိုက်စားမယ်ကိုယ်တိုင်ကလည်းစူးစမ်းပြီးလုပ်မယ်ဆိုရင်ဒါစီးပွားရေးတွေကောင်းလာမယ်။အဲ့လိုလုပ်တယ်ဆိုရင်တော့ကိုချစ်ရကြပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကောင်းအောင်မဆောင်ရှောက်ဘူးမထိမ့်သိမ့်ဘူးဆိုရင်တော့ဒါလွတ်ထားလိုက်မယ်ဆိုလို့ရှိရင်ကိုချစ်ရမကြပါဘူးကိုနှစ်ရကြပါတယ်ရရှိကိုယ်တော်မကြီးကစောင့်ပါဆိုတာဘာကိုစောင့်ခိုင်းတာလဲကိုတကယ်ချင်းစောင့်ရှောက်ပါဆိုတာကကာယကံအပြင်စောကဦးစင်းပြောခဲ့တဲ့ယက်တိသာတောက်စားတာမျိုးတွေမွေးသေးဝါတွေသုံးဆွဲတာမျိုးတွေနောက်တစ်ခုအလောင်းကစားလုပ်တာမျိုးတွေဒါတွေကရှောင်ကျဉ်တဲ့အရာတွေပါပဲကိုတကယ်ချင်းဒါတွေကိုမလုံးပြအောင်ရှောင်ကျဉ်ရမှာပါနောက်ခုတော့ကိုကပြောလိုက်ကိုပါဇက်ကထွက်လာတဲ့အပြောအဆူအဲ့ဒါတွေကိုလည်းတတိထားရမှာပါကိုအန်ဒီရဖြစ်စေမဲ့စကားမျိုးတွေသူဘာကိုအန်ဒီရဖြစ်စေမဲ့စကားမျိုးတွေကိုတို့လည်းကြိုးပြင်းသူဘာလို့လဲကြိုးမရှိတဲ့စကားမျိုးတွေမပြောမရအောင်စောင့်ရမှာပါအဲ့လိုစောင့်ခြင်းအပြင်ကိုချစ်ရရောက်ပါတယ်ဒီလိုမှမဆောင်စည်းဘဲနဲ့ကိုပြောချင်ပြောဆိုချင်ဆိုမယ်ဆိုရင်အဲ့ပြောလိုက်တဲ့စကားလုံးညာပဲတင်တယ်လို့ပဲကိုထံပြန်လာပြီကိုအန်ဒီရပြုတ်တတ်ပါတယ်ဒါကြောင့်မကောင်းတဲ့စကားတွေပြောတယ်ဆိုရင်ကိုအန်ဒီရပြုတ်တတ်တဲ့အတွက်အဲ့လိုပြောနေကြသည်ကိုချစ်နေခြင်းမဟုတ်ပါဘူးကိုနှိမ့်နေခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုစောင့်ပါဆိုတာကအပြောဆိုတွေကိုလည်းတတိထားပါနောက်တစ်ခုအတွေးကြံတွေကိုလည်းစောင့်ထည့်ရမယ်မကောင်းတဲ့အတွေးကြံတွေကိုတွေးပြီးတယ်ဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့အတွေးကြံတွေကိုဒုက္ခရောက်စေပါတယ်ကိုဒုက္ခရောက်စေတဲ့ပြင်သူတို့ဘာကိုပါဒုက္ခရောက်သွားစေနိုင်လောက်တဲ့အထိကိုဒါအဲ့ဒီမကောင်းတဲ့အတွေးဆိုအကြံဆိုတွေကဒုက္ခပေးနိုင်ပါတယ်ဒါကြောင့်တွေးတဲ့နေရာမှာလည်းကိုတတိနဲ့တွေးပါသူတို့ဘာကိုအကျိုးစီးပွားဖြစ်ထွန်းစေမယ့်အတွေးတွေကိုအကျိုးစီးပွားဖြစ်ထွန်းစေမယ့်အတွေးတွေကိုတွေးပါနော်ကိုဘာလုပ်အောင်မယ်ငါဘောအတွက်ငါကြီးပွားဖို့အတွက်တိုးတက်ဖို့အတွက်ဘာတွေလုပ်အောင်မယ်ဘာဒီလိုအချက်တွေရှိသလဲကိုဒီလိုတွေးပြီးတော့ကောင်းရကောင်းကြောင်းလေးတွေလိုက်ပြီးတော့ဖြည့်ဆည်းမြစ်ဆိုရင်အဲ့ဒီအတွေ့အကြုံဘယ်လောက်ကောင်းလိုက်လဲအဲ့ဒီအတွေ့မျိုးတွေးခြင်းသည်ကိုနှစ်ချင်းမဟုတ်ပါကိုချစ်ချင်းဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်တော့ဒါဟာကိုအားဖြင့်ကောင်းတဲ့လုပ်ငန်းတွေကိုလုပ်နိုင်အောင်ကြိုးစားမယ်နှုတ်အားဖြင့်ကောင်းတဲ့အရာတွေကိုပြောနိုင်အောင်ကြိုးစားမယ်စိတ်အားဖြင့်ကောင်းတဲ့အတွေးတွေကိုတွေးနိုင်အောင်ကြိုးစားမယ်အဲ့လိုကောင်းတာတွေပြောမယ်ကောင်းတာတွေတွေးမယ်ကောင်းတာတွေလုပ်မယ်ဆိုရင်ဒါကိုချစ်ရလောက်ရောက်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုရောနှုတ်ရောစိတ်ရောမကောင်းတာတွေပြောမကောင်းတာတွေလုပ်မကောင်းတာတွေတွေးနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒါဒီကိုချစ်ရမကြပါဘူးကိုနှစ်ရကြပါတယ်ဒါကြောင့်ကိုချစ်မှလားနှစ်မှလားလို့အမြဲတမ်းပြန်မေးကြည့်ပါအဲ့လိုမေးကြည့်ကိုချစ်မယ်ဆိုလို့ရှိရင်တော့ဒါဟာရှောင်သိရှောင်ထိုက်တဲ့အရာအားလုံးကိုဘဝကိုပျက်စီးသွားစေနိုင်လောက်တဲ့ပြိုလဲသွားစေနိုင်လောက်တဲ့နလန်မထူနိုင်လောက်အောင်
ဒါကိုဘွားကိုတွန်းပို့စေနိုင်လောက်တဲ့မကောင်းတဲ့လုပ်ငန်းတွေမကောင်းတဲ့အပြုအမူအပြောဆိုတွေမကောင်းတဲ့အတွေးကြံစီတွေကိုအားလုံးကိုမကြံမိအောင်မပြောမိအောင်မလုပ်မိအောင်ဆောင်ထင်းရပါလိမ့်မယ်အဲ့လိုဆောင်ထင်းခြင်းသည်ကိုချစ်ချင်းဖြစ်ပါတယ်ဒီຢာတွေအားလုံးကိုဖောက်ဖျက်မယ်ကျူးလွန်မယ်ဆိုရင်တော့ကိုဘွားပျက်စီးကြောင်းတွေလုံနေတဲ့အတွက်ကိုနှစ်ချင်းမိပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးအမြဲတမ်းစင်ကြင်မှာသုံးသပ်ပါမကောင်းမှုတွေလုပ်တော့မယ်ဆိုလို့ရှိရင်ကိုချစ်မှလားနှစ်မှလားဆိုတာကိုအမြဲတမ်းစင်ကြင်သုံးသပ်ပြီးတော့ကိုချစ်တယ်ဆိုရင်တော့ကောင်းတဲ့အရာတွေကိုရွေးပြီးတော့လုပ်နိုင်ကြပါစေလို့ဦးဇင်းကအကြံပေးလိုက်ပါတယ်ဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ